ယောက်ျားကြီးတံမဲ့ငါ့လိုမိမရှာတာမှကပ်ပြီးခြုံစားနေတဲ့ကောင်ကမှအောင်ကျန်းစားကောင်းဟဲ့ ဒါကအခုဟိုပါပေါ့မြင့်လက်တက်တာမြင့်လက်ကြည့်ဆိုတာဟိုနေ့တော့ကလေအသေးစိတ်လောက်တာအဲ့ချီကျူတာပေါ့နော်အသေးစိတ်လောက်ဖို့ကမလွယ်ဘူး तू ဘာမှလွတ်မသွားဘူးဆိုတော့အမကြတာဘယ်လိုခေါ်ကြည့်ပြီးတော့ဂျင်းတတ်တာပေါ့အမပြည့်ပေးမိတာပေါ့ရှင်းပြောဒီကလေးတွေကအနုပညာသားဝါသနာပါလဲမမရုပ်ရှင်ဆိုအထင်မကြီးပဲမကြည့်ရတူတယ်အများကြီးတိဟိုးမသိတာဝါသနာလာပါလားအကူကပြောရတယ်ဝါသနာပါရေးကြည့်ရတယ်မြန်မာကားတော့ကြည့်သင့်တာပေါ့နော်ကိုဒီဟာလောက်မယ်ဆိုရင်မသိဘူးအဲ့ဒီတယောက်ကဗါလဲရုပ်ရှင်ကားကြည့်တဲ့တိတ်ပကြီးအရန်ကြိုက်တယ်ဒရိုက်တာမေးတော့မသိ